အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါသေးအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲနော်ဟုတ်နေပြီကဲအားလုံးပဲနော်ဒါကိုလင်းရဲ့ဒုတိယလက်ကင်းလင်းဆိုတဲ့ YouTube channel ကနေပြီးတော့ကိုယ့်မှာအားလုံးကိုပြန်လည်ပြီးတော့နှွေးစွာနဲ့ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါကိုလင်းအခုတွေ့ပြီးမြင်ပြီဆိုရင် channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နေပေးတာပါနေပြီးသားကိုဒီမတွေကလည်းနော်ဒီဗီဒီယိုလေးကိုတွေ့ပြီးမြင်ပြီဆိုရင်လက်မလေးပေးလို့ရတယ်အသေးလေးတွေပေးလို့ရတယ်နော်ဟုတ်ပြီလားကဲအားလုံးပဲမင်္ဂလာပါဗောနော်ကဲမနက်ကကြတော့4 5ဒီညနေ3 6 9 break နော်ကဲဘာထွက်လို့ထွက်မှန်းတော့မသိတော့ဘူးဗျာနော်ဘာထွက်လို့ထွက်မှန်းတော့မသိတော့ဘူးကဲအားလုံးပဲမင်္ဂလာပါကဲကျွန်တော်မနက်ဖြန်ကျွန်တော်တို့တွေနော်ကျွန်တော်မနက်ဖြန်14ရက်နေ့ကိုသွားမယ်ပေါ့ဗျာနော်14ရက်8လပိုင်း2026တောက်ကြနေပေါ့နော်အဖေကနေကတော့ဒီဘက်ကအခွေရတော့ဒါတော်တော်နောက်ကျနေရပေါ့ဗျာနော်ဂျားမှာဖောင်းရတရက်ခံထားတာဆိုတော့ကိုရီးယားတော်ဗျမ်းပရာတွေဖြစ်ကုန်တယ်ပေါ့ဗျာနော်ဖောင်းရတက်ကရှိနေဗုဒ္ဓုံတွေဖောင်းတော့ကျွန်တော်မသိဘူးနော်အင်္ဂါနေ့လောက်မှသိတာနော်ကျွန်တော်ညံ့တာပါဗျာနော်ဖောင်းနေဒီဘက်ကိုဖောင်းရင်ပေးရမရှိဘူးတင်တာဗျာဒီဘက်ကအင်းဗုဒ္ဓုံတွေကဖောင်းနေတယ်နော်ဒါမှလည်းပါတတ်နိုင်ပါလေနော်ကဲအားလုံးပဲမနက်ဖြန်တောက်ကြနေတဲ့တည်းကတော့ဒါကျွန်တော်ရဲ့အဖွဲ့ဝင်တွေကအခွေလေးကိုမနက်ဖြန်ထပ်ဖြုတ်မယ်ဗျာကျွန်တော်ကထပ်ထိုးအောင်မယ်မနက်ဖြန်နော်မနက်ဖြန်တောက်ကြနေကိုကျွန်တော်ကထပ်ဖြုတ်အောင်မယ်နော်အဲဒါကြောင့်မို့အခွေရတာဘာဖြစ်ဖြစ်ကဏ္ဍလေး6ခွက်ထဲပါဗျာနော်ကိုကဏ္ဍတွေကကိုထဲကနေထွက်နေဒါပေမဲ့ကိုကဏ္ဍမဟုတ်ဘူးဖြစ်နေနော်အဲဒါကြောင့်မလို့နော်ကဲအဲ့တော့ကျွန်တော်တောက်ကြနေလေးကိုတော့ထပ်ဖြုတ်မယ်ဗျာအဖို့ဝင်နေနော်ကျွန်တော်ကိုယ်တိုင်လည်းဒါလေးကိုဘာဖြစ်ဖြစ်ဒါပေမဲ့တောက်ကြနေကိုတော့ခပ်ပါထပ်ကြိတ်မယ်ဗျာနော်ဟုတ်ပြီလားနော်အဲ့ဒါကြောင့်မို့အဲ့ဒါလေးဥစားပထမပြောချင်ပါတယ်နော်နောက်တစ်ခုကကျွန်တော်လာမယ့်ဘက်ကိုကျွန်တော်ဒီဘက်မှာကျွန်တော်ရှိမှာအဖို့ဝင်ထားတဲ့သူတွေအားလုံးကိုကျွန်တော် free ပြန်ပို့ပေးပါမယ်နော်လာမယ့်ဘက်ကိုကျွန်တော်အဖို့ဝင်မခေါ်ပါဘူးခင်ဗျာလာမယ့်ဘက်မှာတော့ဖောင်းရပိတ်ရမရှိဘူးနော်ဖောင်းရပိတ်ရမရှိဘူးဒါပေမဲ့ကျွန်တော်လာမယ့်ဘက်ကိုအဖို့ဝင်မခေါ်ပါဘာကြောင့်လဲဆိုတော့ကိုလင်းပေးထားတဲ့ဟာနောက်ကြမှာထွက်မှာဖြစ်တဲ့အတွက်မလို့ကျွန်တော်ကအဖို့ဝင်မခေါ်ဘူးမခေါ်ဘဲနဲ့ကျွန်တော်ကလာမယ့်ဘက်ကိုကျွန်တော်အလကားပြန်ပေးမှာပါ free ပေးမှာပါနော်ဒီဘက်မှာဝင်ထားတဲ့အဖို့ဝင်လူဟောင်းတွေနော်ကျွန်တော်မှာစင်းရှိပါတယ်အဲ့လူတွေကိုကျွန်တော်အလကားပြန်ပေးမှာပါနော်အဲ့ဒါလေးဥစားပထမပြောချင်ပါတယ်နော်အလကားပြန်ပေးမှာပါနော်အဲ့ဒါလေးဥစားပထမလူသစ်တရားတော့ဒါဝင်ရင်တော့ဝင်ပါဗျာလာမယ့်ဘက်မှာတော့ဖောင်းရပေးရမရှိပါဘူးနော်မနေ့ကထွက်လာခဲ့လို့ရှိရင်လည်းကျွန်တော်အဖို့ဝင်မခေါ်ပါဘူးနော်ကျွန်တော်လူဟောင်းတွေကိုကျွန်တော်ဒီဘက်မှာဝင်ထားလူတွေအားလုံးကိုကျွန်တော်လာမယ့်ဘက်ကိုကျွန်တော် free ပြန်ပေးမှာပါနော်ကိုလည်းတော့ရှင်းတယ်ဖြစ်မဖြစ်ရင်ကျွန်တော်တို့ကဘယ်လိုပြောရမလဲကိုလှုပ်ထားတဲ့လွရက်ကိုတော့ကိုပြီးတော့နော်အကောင်းဆုံးတော့ပြန်လုပ်ပေးရမှာပဲနော်အဲဒါကြောင့်မလို့ဒီဘက်ကျွန်တော်ဖောင်းရမရှိဘူးထင်တာဗျာဒီဘက်မှာကျွန်တော်ရှင်းတဲ့ဘက်ကျွန်တော်ပြောတော့မပြောတော့လေဖောင်းရမရှိဘူးပဲထင်တာဟောဗုဒ္ဓုံနေဖောင်းတော့မတွေ့ဘူးဗျာကျွန်တော်တောက်လျှောက်ကြီးဗျာအခုလာမယ့်ဘက်ကစပြီးနောက်တောက်လျှောက်ကြီးကဖောင်းရပိတ်ရမရှိဘူးအဲ့ဒါကိုကျွန်တော်ကနော်ဘယ်လိုပဲဖြစ်တော့မโอเคအောင်တော့လုပ်ရမှာပဲเนาะဒီနေ့ဆိုတော့ဒါကျွန်တော်ရဲ့စိတ်မာစတာကြီး831ကเนาะမနက်ကဒါဒီညနေဆိုတာ363နဲ့เนาะကိုရွေးချယ်ပေးတဲ့ဩကွက်တော့မပါဘူးဗျာ3နဲ့35 3ခွန်เนาะ68ဆိုတော့မိုက်သေးတယ်เนาะကဲ68ဆိုတော့တင်ခွက်ဖြစ်သေးတယ်เนาะကဲဒါကြောင့်မို့ရကျွန်တော်ဥစားပါတော့ပြောချင်တာတော့ကျွန်တော်ဖုန်းဝင်လာမယ့်ဘက်ကိုကျွန်တော်ဖုန်းဝင်မခေါ်ပါဘူးလူဟောင်းတွေကအဖွဲပြန်ဝင်ကြမလို့ကျွန်တော် free ပြန်ပေးမှာပါเนาะလူသစ်တရားတော့ဝင်နေတယ်ဆိုရင်တော့ဝင်ပေါ့ဗျာတနင်္ဂနွေနေ့ဆိုရင်တော့ကျွန်တော်ဖုန်းတွေပြန်ဆက်ဖွင့်မယ်ပေါ့နော်နောက်တစ်ခုကလည်းဖုန်းတွေဆက်ဖွင့်ပေးမယ်လဲကျွန်တော်ဒါအဖုန်းဝင်လူဟောင်းတွေတော့ကျွန်တော် free ပြန်ပေးမှာပေါ့နော်လူသစ်တရားတော့ဝင်ရင်တော့ဝင်ပေါ့မဝင်ရင်လည်းမဝင်နဲ့ပေါ့နော်လူသစ်တရားတော့เนาะအဲဒါကြောင့်မလို့ကဲကျွန်တော်မနေ့ကတောက်ကြနေလေးကိုတော့ကျွန်တော်တွေထပ်ဖြုံမယ်ဗျာเนาะကျွန်တော်ဖုန်းဝင်နေတာမနေ့ကတောက်ကြနေကိုတော့ဘာဖြစ်ကဘာတော့ထပ်ပုတ်မယ်ဗျာเนาะကျွန်တော်ကိုယ်တိုင်လည်းပုတ်မှာပဲနော်ကဲအဲ့တော့ကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့ဗီဒီယိုလေးမရေးမကြော်ပဲတခြားလေးပြီးဆုံးအောင်ကြည့်ပြီးပါမနေ့ကကျွန်တော်တောက်ကြံလေးကိုကျွန်တော်အကောင်းဆုံးကြိုးစားပေးထားလေးကိုလာရောက်တင်ပေးခြင်းဖြစ်ပါတယ်နော်
နော်ကျွန်တော်တို့တွေမနက်ဖြန်တောက်ကြနေကိုသွားမယ်ဗျာနော်ကျွန်တော်ရေမနေ့ကတောက်ကြနေကိုသွားမယ်နော်ကဲအဲ့တော့ကြောင့်မို့ကျွန်တော်တောက်ကြနေ7 နာရီ10 မိနစ်ကိုနော်တောက်ကြနေကိုကျွန်တော်ကိုင်မဲ့ဝန်းချင်းလေးကတော့၄ကိုဝန်းချင်းဖြစ်ပါတယ်နော်၄ကိုဝန်းချင်းဖြစ်ပါတယ်ကဲ၄ကိုဝန်းချင်းမှာကျွန်တော်ကလည်းနေ၄နဲ့ပတ်သက်လာဘာလေးအကြိုက်လဲဆိုရင်42 43 46 48နော်ဝန်းချင်းက၄ကို၄နဲ့ပတ်သက်ရင်4နဲ့43 46 48နော်ဝန်းချင်းက၄ကို4နဲ့ပတ်သက်ရင်4နဲ့43 46 48 9နဲ့ပတ်သက်ရင်9နဲ့93 96 98နော်ဝန်းချင်းက၄ကို4နဲ့ပတ်သက်ရင်4နဲ့43 46 48 9နဲ့ပတ်သက်ရင်9နဲ့93 96 98နော်ခဲလာပြင်ကျွန်တော်ရဲ့စိန်မာစတာကီနေတိုင်းမှန်တဲ့စိန်မာစတာကီကတော့မနက်ဖြန်တောက်ကြနေအတွက်ကို358ကီဖြစ်ပါတယ်နော်358ကီဖြစ်ပါတယ်ကျွန်တော်မနက်ဖြန်တောက်ကြနေတဲ့စိန်မာစတာကီကတော့358ကီဖြစ်ပါတယ်ခဲလာပြင်ကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်နော်ကျွန်တော်ကြိုက် main တင်ကွက်တော့မနက်ဖြန်တောက်ကြနေကို40နဲ့3ခွန်ဖြစ်ပါတယ်နော်40ရဲ့3ခွန်ရတော့40နဲ့3ခွန်ကတော့ main တင်ကွက်ဖြစ်ပါတယ်နော်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါခွန်နိုင်ပါအိမ်မက်လာမကြပါသေးမနက်ဖြန်တောက်ကြနေမှာအားလုံးပဲဒီဗီဒီယိုမြင်တဲ့သူတွေအားလုံးပဲမင်္ဂလာရှိစွာနဲ့အားလုံးပဲ okay မှာဆိုပြေကြပါသေးလို့ကိုလင်းကနေပြီးဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါခွန်နိုင်ပါအိမ်မက်လာမကြပါသေးလို့ကိုလင်းကနေဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ကောင်းဆုံးကြိုးစားပေးထားပါတယ်နော်လာမက်ဘက်မှာတော့ဖောင်းရပေးရမရှိတော့ဘူးကျွန်တော်လူတွေကျွန်တော်ချစ်တဲ့သူတွေကိုကျွန်တော်အကောင်းဆုံးပြန်လုပ်ပေးပါမယ်နော်ဒီဘက်မှာတော့ဒါတိတ်ပြီးတော့မ okay ဘူးပေါ့ဗျာနော်အဲ့ဒါကြောင့်မလို့တော့အားလုံးဒါမှဘက်မှာကျွန်တော်ပြန်ဖြုတ်မယ်ဟုတ်ပြီလားအဲ့ဒါကြောင့်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါခွန်နိုင်ပါအိမ်မက်လာမကြပါသေး